ဂျက်တီဆိုတဲ့လူဟာလူရှင်တော်ဖြစ်ချင်တာဖြစ်ဖို့နှစ်ပေါင်းများစွာစူးစမ်းတယ်နေတကာမျိုးတကာရဲ့ဟာသဆင်မြင့်ပေါ်တွေမှာညာပေါင်းများစွာပွဲပေါင်းများစွာမရည်တွက်နိုင်အောင်ဖျော်ဖြေခဲ့ပြီးပြီလူတွေသူ့ကိုသဘောကျလာအောင်တတ်နိုင်တယ်များစူးစမ်းတယ်တချို့ညတွေမှာရည်တန်အနေငယ်ကြားရပေမဲ့တချို့တော့ညတွေမှာတော့တုံ့ပြန်တယ်မကြားရဘဲနဲ့ပရိသတ်ဒီဘက်ကတိတ်နေတာမျိုးတွေဖြစ်တယ်ဂျက်တီတယောက်ဘာလို့ရမလဲမသိဘူးဘလို့ဟာသမျိုးပြောရမလဲပြောဖို့ကောင်းအောင်ပြောကြည့်တယ်တွေးလို့ကောင်းအောင်ပြောကြည့်တယ်တခုမှအဆင်မပြေပြီးတော့သူ့မှာနေ့စဉ်အလုပ်တစ်ခုဖြစ်တဲ့ဇပွဲတို့အလုပ်ကိုလည်းလုပ်ရသေးတယ်လူရှင်တော်အလုပ်ကဝင်မရသေးဘူးလေဂျက်တီတယောက်တည်းဒီပြဿနာကိုဖြစ်နေတာတော့မဟုတ်ဘူးတခြားသောလူရှင်တော်တွေလည်းသူ့လိုပဲစူးစမ်းနေကြတာပဲသူ့လိုပဲကြာရှုံးနေကြတာပဲပရိသတ်ကဘာနာထောင်ခြင်းလဲဆိုတာကိုအသေးအံနေစဉ်းစားလုပ်ပေါ်ကိုင်မဲ့တွေကိုလိုက်မေးကြည့်ဟာတာအသစ်တွေကိုစမ်းရေးပြီးတော့ပြောနေကြတယ်ဂျက်တီလည်းသူတို့လိုပဲအတူယူသူတို့စီကအကြံဉာဏ်တွေတောင်းညာတိုင်းအရင်ညတွေနဲ့မတူအောင်ဟာတာအသစ်တွေပုံစံမျိုးစုံပြောင်းပြီးတော့ပြောကြည့်တယ်ပရိသတ်ကထူးခြားမလာဘူးရီလိုက်မရှိလိုက်ကြာလာတော့ဂျက်တီတယောက်စိတ်လေလာတယ်စိတ်တက်တွေကြာလာတယ်ဒီလိုနဲ့ရပောင်းများစွာကြာသွားတယ်ပင်မလုံးတော့ဇပွဲတို့အလုပ်ကိုတေချာမလုပ်နိုင်တော့အလုပ်ထုတ်ခံရတယ်အလုပ်ထုတ်ခံရတော့စိတ်ညစ်ပြီးအရက်စက်တိုက်တောက်တယ်အရက်ဆွဲသွားတော့သူ့ကိုရီးစားကပြတ်သွားတယ်ဟာသားနဲ့အရဲ့အကြောင်းပဲတွေးနေတော့သူ့တန်ကိုမခံနိုင်တော့တာဒီလိုနဲ့ဂျက်တီတဖြည်းဖြည်းသဘောပေါက်လာတယ်ဒီလုံမှာသူမထူးချွန်ဘူးဆိုတာကိုနားလည်လာတယ်အဲ့ဒီမှာရှုံးပေးဖို့ဆက်မလုပ်တော့ဘူးဆုံးဖြတ်လိုက်တယ်ငါဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလူတွေကိုရှီအောင်လုပ်နိုင်တဲ့လူမဖြစ်နိုင်တော့ဘူးလို့သူယုံကြည်ပြီးတော့လက်လျှော့လိုက်တယ်အဲ့လိုတွေးလိုက်တဲ့အခါမှာပခုံးပေါ်ကဝင်တော့ဝင်ဖို့ကပြုံးကနေပြုတ်ကျသွားတယ်လို့ခံစားလိုက်ရတယ်သူ့ရဲ့စိတ်တွေပေါ့သွားတယ်လူတွေကိုရေအောင်ပြောစရာမလိုတော့ဘူးပရိသတ်ကြိုက်မကြိုက်ဂယူးဆိုင်စရာမလိုတော့ဘူးစိတ်ယုံမှာစာချုပ်ချုပ်ထားတာလေတပတ်ပဲကျန်တော့တယ်ဒီလူရှင်တော်အလုံးနဲ့သူနဲ့ပြက်ပြီးဒီတော့တေမထူးနေမထူးပြောချင်ရပြောတော့မယ်ဆိုပြီးတော့အဲ့ဒီညမှာပဲစင်မြင့်ပေါ်ကိုသူတက်သွားတယ်ပရိသတ်ကိုပြုံးမပြဘူးမိတ်ဆက်စကားတွေလည်းပြောမနေတော့ဘူးဒီတိုင်းပဲစိုက်ကြည့်နေတယ်အတော်လေးကြာမှစပြောတယ်ခင်ဗျားတို့ကိုကြည့်ရတာစိတ်ထဲလုံးဝမချမ်းသာဘူးကြည့်နေရင်းနဲ့ကိုလဲသိခြင်းစိတ်တွေပေါက်လာတယ်ပရိသတ်တရားရည်တယ်ဘာရည်တာလဲတနာလို့ရည်တာမျိုးဆိုရင်တော့ sorry ပဲမလိုချင်ဘူးမရည်နဲ့ရည်တဲ့နေရာပိုလို့တောင်ကျဲလာတယ်ရည်ချင်းရေးမရည်ချင်းနေကြိုက်တယ်လို့လုပ်ကြကျုပ်ကတော့နောက်တစ်ပတ်ဆိုဒီလို့ဆက်မလုပ်တော့ဘူးပတ်ဆက်ရတဲ့အလုပ်တစ်ခုပြောင်းလုပ်တော့မှာနားလေလားပရိသတ်တွေကတီးမတက်ရည်ကြတယ်စပွဲတွေကိုလက်တွေနဲ့တဟုံးဟုံးထုပြီးတော့အတော်မတက်နိုင်အောင်ရည်တယ်ဒီလိုလူရှင်တော်မျိုးကိုသူတို့မတွေ့ဘူးဂျက်တီယာပွဲပြီးအဲ့ဒီအတိုင်းပဲဒေါနဲ့မောနဲ့ပြောကြရတွေကိုဆက်ပြောသွားတယ်အဆုံးသက်မှာပြီးပြီဗျာဒါပဲခမများတို့ဘာသာခမများတို့လှုပ်ချင်တာတွေဆက်လုပ်ကြတော့ပြန်ကြတော့ကျုပ်သွားပြီအားလုံးမတက်ရက်ပြီးလက်ခုပ်တီးကြတယ်နောက်နေ့ညတွေမှာဂျက်တီပုံစံမပြောင်းဘူးဒီအတိုင်းပဲဆက်ပြောတယ်ဝဲယုံမန်နေဂျာကဂျက်တီရဲ့လစာကို2ဆတိုးလိုက်တယ်ဘာလို့လဲဆိုတော့ဂျက်တီဟာသူ့ကိုယ်သူဘလို့လူလဲဆိုတာကိုတေချာနားလေသွားတာဟန်မဆောင်တော့တာဒါကြောင့်သူများနဲ့မတူတော့တာဒါကြောင့်အင်္ဂလန်ရဲ့အောင်မြင်ဆုံးလူရှင်တော်ဖြစ်လာတာကျွန်တော်ရဲ့ចောင်းသားတွေတပည့်တွေကျွန်တော်စီကိုစာတွေအီးမေးလ်တွေပို့ပြီးမေးကြတယ်ကြော်ညာလောကတွေဝင်ခွင့်ရဖို့ဘာလို့ရမလဲတဲ့ကောလိပ်တက်ရမလားလုပ်ငန်းအတွေ့အကြုံရှာရမလား TV ကြော်ညာရေဒီယိုကြော်ညာတွေကိုအထူးလေ့လာရမလားအင်တာနက်နဲ့ social media ကိုပဲလေ့လာရမလား agency တွေကဘလို့လူငယ်တွေကိုလိုချင်တာလဲဘာလို့ရမလဲကျွန်တော်နဲ့လာတွေးလို့ရမလားအကြံပေးမလားသူတို့ဒီလိုတွေတွေးပြီးပြောနေတာတွေကအောင်မြင်ခြင်းရဲ့ဝေးတဲ့ဝေးစေရဲ့လို့ကျွန်တော်တော့ထင်တယ်ဂျက်တီမအောင်မြင်ခင်တုန်းကလမ်းစဉ်အတိုင်းပဲလေကိုယ့်ကိုသူများတွေသဘောကျလာအောင်ဘာလို့ရမလဲဆိုတာကိုသူများတွေကိုလိုက်မေးနေတယ်ဒါကအလုံးမဖြစ်ဘူးအလုပ်ဖြစ်တာကသူများနဲ့မတူအောင်စဉ်းစားဖို့လူကြိုက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းကိုဆွဲလန်းမနေဘူးကိုကလူများထက်ဘာထူးတယ်လဲဆိုတာကိုရှာပြီးအဲ့ဒီအတိုင်းဟန်မဆောင်မဲနဲ့နေပါဒါမှခွန်အားအစ်စ်ပေါ်လာမယ်ဒါမှအသစ်တွေကိုဖန်တီးနိုင်မယ်ဒါကိုပဲလူတွေကလူချင်တယ်